FC အာတင်နဲ့စွမ်းရည်ကိုစီမြဝတီ FC ရုပ်ချစ်စိတ်နဲ့အာမန်ချီမြဝတီ FC မြမဘောလုံးတွေတဲ့လောင်းအားကောင်းလာပြီမြမဘောလုံးရွှေခေတ်ကိုရောက်ရမယ်ဟေးအာရှမှာတမိုင်းကြီးခဲ့သည် Esprit Box တို့ရဲ့ဆောင်ဖို့အပွဲစီးစိတ်နဲ့အောင်ပွဲခံမည်မြဝတီဟေးမြဝတီ FC အားစားအောင်ပွဲများသည်မြို့သားရေးပြရုပ်ဖြစ်သည် MNL ပြိုင်ပွဲများဆွမ်းပြနိုင်အောင်ဆွဲလုံးလာတဲ့ကြိုးစားမည်မြဝတီ FC မြမဘောလုံးကျေဝဲများဝေးသွားလာပြီရှိန်ကုန်ပြင်းပြင်းတိုးတက်ထုံလာမည်အောင်မြင်မှုတွေနာဂန်များဒင်းလဲနေသည်နိုင်ငံတော်ကိုကျေးဇူးဆက်ကြမည်အာရှမှာကဘာစင်ကိုတို့မျှော်မှန်းသည်မြမလည်းရွေးစင်ဘောလုံးမများပြရမယ်ဟေးရုပ်ချစ်စိတ်ဓာတ်အပြည့်ရှိကြတယ်ဘောလုံးသမိုင်းတွေခွင့်လင်းကြမယ်မြဝတီမြဝတီ FC မျိုးကုန်ဆောင်မီမြဝတီ FC စိတ်သက်စီကံကောင်းမှုဒီမြဝတီ FC အာတင်နဲ့စွမ်းရည်ကိုစီမြဝတီ FC ရုပ်ချစ်စိတ်နဲ့အာမန်ချီမြဝတီ FC မြမဘောလုံးတွေတဲ့လောင်းအားကောင်းလာပြီမြမဘောလုံးရွှေခေတ်ကိုရောက်ရမယ်ဟေးအာရှမှာတမိုင်းကြီးခဲ့သည် Esprit Box တို့ရဲ့ဆောင်ဖို့ဝဲစီစိတ်နဲ့အောင်ပွဲခံမည်မြဝတီ FC အားစားအောင်ပွဲများသည်မြို့သားရေးပြရုပ်ဖြစ်သည် MNL ပြိုင်ပွဲများစွမ်းပြနိုင်အောင်ဆွဲလုံးလာနဲ့ကြိုးစားမည်မြဝတီ FCဘောလုံးကျေဝေများဝေးခွာလာပြီရှိန်ကုန်ပြင်းပြင်းတိုးတက်ထုံလာမည်အောင်မြင်မှုတွေနာဂန်များတင်းလဲနေပြီနိုင်ငံတော်ကိုကျေးဇူးဆက်ကြမည်အာရှမှာကဘာစင်ကိုတို့မျှော်မှန်းသည်မြမလည်းရွေးစင်ဘောလုံးမများပြရမယ်ဟေးရုပ်ချစ်စိတ်ဓာတ်အပြည့်ရှိကြတယ်ဘောလုံးပိုင်းတွေဝေးလေးကြမယ်မြဝတီ FC မြဝတီ FC